နဲ့ဘူးဆိုတာလေမျိုးသူရဲ့ရှိမှအင်္ဂလိပ်စကားမပြောတတ်ဘူးဆိုပြီးတော့ငါ့ကိုစော်ကားသွားတာကွာတော့ပေါ့လားအားယူတော့နေဘာလို့ရွာဘူးတို့အိုးတော်လာလေဟဲ့အိုးဘာကြီးသာခွင်းလို့ရမှာလဲငါ့ကိုအင်္ဂလိပ်စကားမတတ်ဘူးဆိုတဲ့ပုံစံနဲ့ငါ့ကိုပြောရတာ ပြောတတ်တာကြည့်ရ ဟဲ့ဒီပါလားပြောရလားဟိုကောင်မလေးလေတော်တော်နဲ့ဟုတ်တယ်တော်တော်လွန်းအဲ့ကောင်မလေးပြောတာ လွန်းနေအဲ့ကောင်မလေးတော်တော်လွန်းတာဟေးနောက်နေကြမှာအဲ့ဆိုင်ကိုနောက်တစ်ခေါက်သွားပြီးတော့ငါရစ်ပြမယ်မင်းတို့ကောင်နေစောင့်ကြည့်လိုက်ဟာလားဘာကောင်လဲဆိုပြသေးတာပေါ့ဟဲ့မင်းဟေးဇာစောက်ပြောအဲ့လိုပြောအဲ့လိုပြောကောင်လည်းမသိဘူးမင်းတို့တမျိုးမင်းနဲ့ ဒီကမေးမလေးငါဘလူများလဲလို့ဗလာပါလားထူးထူးခြားခြားကဘာဝယ်မလို့တော့နင့်မရဘာမှလိုက်လုံးဗလာငါမေးနေတာကိုကြားလားဆိုင်တော့ဘာတကယ်နာတော့ ကောင်မလေးမတွေ့လို့ ဘာ ဟိုဒီလိုပါဟိုမနေ့ကသူ့မိလေပုံညောင်းသွားတော့အဲ့ကျွန်တော်ပစ္စည်းလာဖို့တည်တယ်အဲ့တော့ကောင်မလေးချွတ်ချွတ်လေးတယောက်တည်တယ်အခုမတွေ့လို့လားရှာဩမျိုးကငါတူမဖြိုးရည်ကိုမေးတာနဲ့တူတယ် ဟောသူလေးရဲ့နာမည်ဖြိုးရည်တည်လား ဟေးဟုတ်တယ် ဟုတ်သူရော နေရမြရာရာဆဆငါတူမဘာကိစ္စမေးရတာ ကိုမမ what အော်ကိစ္စမဟုတ်ပါဘူးမတွေ့လို့မေးတာ ဘယ်တွေ့ပါမလဲမနေ့ကမျိုးကိုထွက်မဲ့ကားနဲ့ငါတူမပြန်သွားပြီ ပြန်တော့ပြီ ပြန်သွားပြီနေပါဦးခုနေကဘာဝဲမှာတော့ ဖြိုးရည်တည် ဖြော့ဖြော့ ဟိုမရောင်သွားလို့ fair and lovely ဟမ် what the ဘလာငါ့ကိုလေဒူလိုနားလဲအောင်ပြောသားဘာလဲ ဖလားလာလီဗျာ အေးအစ်စောစောရဖလာလာလီပြောလိုက်ပြီးတာပဲ ဟုတ်ပါဘူးတော့တမျိုးတူမတယ်ဘာဒီမှန်းကိုမသိတာ